ဒါတော့ဖြိုးကိုရဲ့တင်းနစ်ကလေးပဲဖြစ်ပါတယ်ဗျာနော်အမှတ်ကတော့45ဖြစ်သွားပါပြီဗျာနော်ဒါတော့အမည်မသိကလေးလေးတွေကိုအမှတ်ကတော့5 off ဖြစ်သွားပါပြီဗျာနော်ကောင်းပါတယ်ဖြိုးကိုစားပဲဖြစ်ပါတယ်ဗျာနော်ညောက်ထိုးထားတယ်မတ်ထားတယ်ကောင်းပါတယ်ညီလေးနော်ကြပါတယ်ဗျာနော်ကောင်းပါတယ်ယူမကတော့75ပါဗျာနော်ကောင်းပါတယ်နော်ဖြုတ်ကိုမကတော့77ပါဗျာနော်ဖြုတ်ကိုဆက်ပါမတ်ထားတယ်ကောင်းနေဗျာနော်7ပါဗျာနော်ဟေးပါဟေးရပါဖြုတ်ကိုစားပဲပါဗျာနော်အမှတ်ကတော့77ပါပိုက်တိုးပါဗျာနော်ကောင်းနေဗျာနော်စားမရလဲစီရကွာရတော့ကောင်းပါလေဗျာနော်ညဘက်ကစားပဲပါဗျာနော်ဟာဘောချိုကိုစားပဲပါဗျာနော်ဝေးပါတယ်ဗျာနော်ကောင်းနေဗျာနော်လိုက်ပါကြီးမကတော့78ပါဗျာနော်ဖြုတ်ကိုစားပဲပါကြတယ်လိုက်မှာဖြုတ်ကိုစားပဲပါဗျာနော်ဖြုတ်ကိုစားပဲပါဗျာနော်မကတော့ပိတ်ရောပါဗျာနော်ကောင်းပါဖြုတ်ကိုတိုင်ကတော့ကိုပိုးကြီးပါဗျာနော်ဖြုတ်ကိုစာပဲထိုးထားတယ်ဗျာနော်ကန်ထားတယ်စာပဲပိုက်တိုးပါဗျာနော်ဖြုတ်ကိုစားပဲပါဗျာနော်ကောင်းနေဗျာနော်ကောင်းပါတယ်ဗျာနော်ဖြုတ်ကိုနှစ်ထပ်ဖြုတ်ကိုစားပဲထိုးထားတယ်ကောင်းနေဗျာနော်ဖြုတ်ကိုစားပဲပါဗျာနော်ပေါ်ထားတယ်စားပဲမဝင်ပါဘူးဗျာနော်ဒီပွဲလေးလည်းဖြုတ်ကိုရဲ့တင်းနှစ်ပွဲလေးဖြစ်ပါဗျာနော်ကောင်းနေဗျာနော်စားပဲကလည်းကောင်းနေဖြုတ်ကိုနှစ်ထပ်ဖြုတ်ကိုစားပဲပါဗျာနော်ကောင်းနေကောင်းနေဗျာနော်ဖြုတ်ကိုစားပဲပါဗျာနော်ပိုက်တိုးပါဗျာနော်ဖြုတ်ကိုစားပဲပါဗျာနော်ကောင်းတယ်စားပဲကောင်းပါဗျာနော်ဖြုတ်ကိုဟုတ်ကဲ့ဒီကွန်းလေးကတော့တလာယူကြီးလေးဖြစ်ပါဗျာနော်ဒါတော့ဒိုင်လုပ်ပေးနေရတော့ကျွန်တော်ကိုဘိုးကြီးပဲဖြစ်ပါတယ်ဗျာနော်နှစ်စာပဲပါဗျာနော်
မကတော့11 all ဖြစ်ပါဗျာနော်ကောင်းပါဗျာနော်ဖြုတ်ကိုဖြုတ်ကိုစားပဲပါဗျာနော်ဝေးပါဗျာနော်ကောင်းပါတယ်ဗျာနော်ကောင်းပါဖြုတ်ကိုနော်ကောင်းပါလေဗျာနော်နေ့စားပဲပါဗျာနော်ကောင်းပါလေဗျာနော်ပိုက်တူပါဗျာချိုးကိုစားပဲပါဗျာနော်ပိုက်တူပါလေဗျာနော်နေ့စားပဲပါဗျာနော်မကတော့ဟုတ်တွဲပါဗျာနော်ဝေးရဖြစ်တယ်ကောင်းပါလေဖြုတ်ကိုကောင်းပါလေဗျာနော်ကြာပါလေနောက်လာပြီးသွားပါဗျာနော်ဖြိုးကိုရှုံးပါဗျာနော်ရန်ကောင်းတဲ့ပွဲလေးတစ်ပွဲ